နှစ်တိုးတွင်းမှာဆိုရင်တော့ကျွန်တော်တို့အာကတနိပညာ corporation နေနဲ့ပေတူစနစ်ပြီးတော့ကျွန်တော်တို့ chief နေအောင်ကြီးစူရန်လေးလာရေးချိုတို့ပြီးတော့ကျွန်တော်ချမ်းလာကဘာသူစူဇန်လေးလာမှုကျူတော့ကျွန်တော်တို့အာကတကျူတော့အင်္ဂါကျူကိုလေးလာမှုထျံကိုအာကတစကန်စတဲ့အာကတနဲ့ပတ်သက်တော့နိုင်ငံခေါင်းဆောင်များရဲ့ဥဆောင်မှုအောက်မှာဆိုရင်တော့တရုတ်မြန်မာအေးတူမျိုးများအတိုက်ဝင်းဟာအဆက်မပြတ်နိုင်ဆိုင်စွာတည်ရှိပါတယ်။တရုတ်မြန်မာနိုင်ငံရဲ့ဤပညာစံသစ်တည်ထွင်မှုနေပင်မှာလည်းပူးပေါင်းဆောင်ရွက်မှုရှိပါတယ်။